ပုံညကံနာမပိတာနံပဏ္ဏကာရောပုံညကမ္မနာမကုသိုလ်ကောင်းမှုမည်ဒီကပိတာနံဘဝတဘာသူပြောင်းသွားသူတို့အတွက်ပဏ္ဏကာရောအကောင်းဆုံးလက်ဆောင်ကြီးပါပြီဒီရှေလျားနာတော့တန်တရာဘဝများစွာကဝေလုံသူဖခင်မိခင်နဲ့ဆွေမျိုးတော်ဆက်ခဲ့ကြမှုသောပဋ္ဌာန်းဆက်ပုဂ္ဂိုလ်အပေါင်းတော်များရှင်မြတ်နာတာအလူတော်မင်္ဂလာရေစဲရှိပရိတရားတော်နာယူတော်မှာဖြစ်တဲ့အတွက်ကြွားရောက်တရားနာယူတာရုခေါ်ဆိုကြပါအိမ်ဆောင်နဲ့ဝိုင်းဆောင်နဲ့တိုးဆောင်နဲ့တောင်ဆောင်နဲ့ရွာတော်ရှင်မျိုးတော်ရှိဝင်းမိုင်းနယ်ပိုင်းအစရှိတဲ့ပုဂ္ဂိုလ်အပေါင်းတို့ကလည်းအသင်တို့နဲ့တိုက်ဆိုင်တဲ့အယက်ဒေတာအတွင်းဘုံဘဝတစ်ခု၌ဖြစ်တည်ရောက်ရှိနေခဲ့သောမိခင်ဖခင်တို့အားရောက်ရဘုံဌာနမှာတရားနာယူမိအတူမင်္ဂလာဌာနသို့ကူညီရှာဖွေ၍စေလွတ်ပြေးကြပါရန်နဲ့ဆရာတော်အရှင်သူမြတ်ဖယားမလေးမိခင်ဖခင်ကြီးတို့အားတရားနာယူခွင့်ပြုပါရန်ကြိုတင်လျှောက်ထားအပ်ပါတယ်ဗျာအိမ်ဆောင်နဲ့ဝိုင်းဆောင်နဲ့အပေါင်းတို့ကလည်းအလူမင်္ဂလာတရားမှန်တဲ့အတွင်ဝင်ခွင့်ပြုပါရန်နဲ့နှောက်ယှက်ဟန်တာခြင်းများမပြုလုပ်ကြပါရန်မေတ္တာရက်ခံအပ်ပါတယ်ဝေလုံသူဖခင်မိခင်နဲ့ဆွေမျိုးတော်ဆက်ခဲ့ကြမှုသောပဋ္ဌာန်းဆက်ပုဂ္ဂိုလ်အပေါင်းတော်များသားတို့သားမိတို့တရားနာယူရေဆက်ရှပြီးပါကပြုပြုသမျှသောဌာနအဆွဆွတို့အားအမြအတန်းပေးဝေပါမည်မိခင်ဖခင်တို့နှင့်အတူလိုက်ပါလာကြကုန်သောအိမ်ဝိုင်းအပြင်ဝန်းကျင်ရှိမကျွတ်မလွတ်ကြသေးတဲ့ဝိနည်းယတတ္တဝါအပေါင်းတာရုခေါ်ဆိုလိုသောပုဂ္ဂိုလ်အပေါင်းတို့သည်ကျွန်ုပ်တို့လူရန်နှင့်ကောင်းမှုအစွတ်စွရဲ့ကုသိုလ်အဖို့ကိုကျွန်ုပ်တို့နှင့်ထပ်တူထက်မြရကြပါစေအမျှဝေမည်ဖြစ်ပါသောကြောင့်ကျွန်ုပ်တို့ရဲ့ယနေ့ပြုလုပ်ခဲ့ပြီးသမျှသောအလူဒါနကုသိုလ်ကောင်းမှုအစွတ်စွတို့သည်ဤမဟာပထဝီမြေသားတူကြီးသည်၎င်းမြေဆောင်နဲ့သည်၎င်းကျွန်ုပ်တို့ဆောင်ရွက်ခဲ့တဲ့ကုသိုလ်အမှုမှာသက်တည်အရာ၌တည်ပါစေသောသာသနာတော်ကိုဆောင်ကြောက်တော်မူကြတယ်သာသနာဆောင်နတ်မင်းကြီးများနေတယ်ကွာနတ်မြတ်နတ်ကောင်းတဲ့အပေါင်းတို့ကလည်းကြားသိနိုင်ကြပါစေကျွန်ုပ်တို့နဲ့ဘဝအဆက်ဆက်ကတော်ဆက်ခဲ့ကြဘူးလေကျေးဇူးရှင်ပဋ္ဌာန်းဆက်အပေါင်းတို့အားလည်းကြားနိုင်စေသိနိုင်စေဘဝအဆက်ဆက်ကတော်ဆက်ခဲ့ကြတယ်ကျေးဇူးရှင်အမိအဖများဆွေမျိုးများလည်းကြားသိနိုင်ကြပါစေဤအယက်ဒေသနှင့်ပတ်သက်သမျှသောယောဂစုဘုံမစုအိမ်ဆောင်နဲ့ဝိုင်းဆောင်နဲ့လမ်းဆောင်နဲ့ရွာဆောင်နဲ့မြို့ဆောင်နဲ့ရွာတော်ရှင်မြို့တော်ရှင်တို့ပိုင်တော်မိုင်ကွင်းပိုင်နယ်ပိုင်အပေါင်းတို့ကလည်းကြားသိနိုင်ကြပါပြီဒီအယက်တွင်ရှိကြကုန်သောဝေမာတိကပြိတ္တာများနှင့်ဝိုင်းအပြင်ဘက်ရှိတာရုခေါ်ဆိုရန်ရောက်ရှိနေကြကုန်သောမကျွတ်မလွတ်ဝေနီယတတ္တဝါအပေါင်းတို့လည်းကျွန်ုပ်တို့ပြုသမျှဒါနကုသိုလ်ကိုကြားသိနိုင်ကြပါသည်ငရဲတနေ့ယမမင်းလည်းကြားသိနိုင်ကြပါသည်ကြောင့်ဆန္ဒပြုရင်းအလူတော်မင်္ဂလာရေဆက်ကြပရိတရားတော်မြတ်ကိုကြွားရောက်တော်မူကြပါရန်နှင့်တာရုခေါ်ဆိုနိုင်ကြပါစေရန်လေးစားစွာဖြင့်ဖိတ်ကြားအပ်ပါတယ်ခင်ဗျာ
你呀。